ကဘာကြီးပေါ်ကပင်လယ်ရေတွေအားလုံးခန်းချောက်ပျောက်ကွယ်သွားရင်ဘာတွေဖြစ်လာမလဲမင်္ဂလာပါယူသက်အန်ဒိမန်ပရိသတ်ကြီးရဲ့ကဘာမျက်နှာပြင်ရဲ့80ရာခိုင်နှုန်းကျော်ကိုဖုံးလွှမ်းထားတဲ့ပင်လယ်ရေသမုဒ္ဒရာကြီးတွေသာရုတ်တရက်အားလုံးခန်းချောက်ပြီးပျောက်ကွယ်သွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့အပြာရောင်ဂျိုကြီးဟာဘာများဖြစ်သွားမလဲစက္ကန့်ပိုင်းအတွင်းမှာရင်အသက်ရှင်တန်လို့မရတဲ့ငရဲတွင်းကြီးအဖြစ်ကိုပြောင်းလဲသွားမယ်လို့ပြောရင်ယုံနိုင်မှာမလားဒီအကြောင်းကိုဒီနေ့ပြောချင်ပါတယ်ပင်လယ်ရေမရှိတော့တာနဲ့ကဘာကြီးရဲ့ရာသီဥတုနဲ့လေထုစနစ်တက်ရှိအားလုံးရဲ့ရှင်သန်မှုတန်တရားကြီးတစ်ခုလုံးဟာလုံးဝကိုရပ်တန့်ပြတ်စည်းသွားဖို့ရှိပါတယ်။ပထမဦးဆုံးပင်လယ်သမုဒ္ဒရာတွေခန်းချောက်သွားတာနဲ့ရင်ဆိုင်ရမယ့်အကျိုးဆက်ကတော့ကဘာမှာအပူချိန်အဆမတန်မြင့်တက်လာမှာပါပဲ။လက်ရှိပင်လယ်သမုဒ္ဒရာကြီးတွေဟာနေရောင်ခြည်ကလာတဲ့အပူလိုင်းတွေကိုစုပ်ယူပေးထားပြီးတကဘာလုံးရဲ့အပူချိန်ကိုမျှတအောင်ထိန်းညှိပေးနေတဲ့အဓိက aircon system ကြီးဖြစ်ပါတယ်။ဆိုလိုတာကကဘာပေါ်ကရေတွေမရှိတော့တဲ့အခါမှာကဘာရဲ့ပြန်မြအပူချိန်က60ဒီဂရီစင်တီဂရိတ်ကနေပြီးတော့80ဒီဂရီစင်တီဂရိတ်ထိထိုးတက်သွားပြီးတော့နေ့ဘက်မှာမီးဖုတ်တယ်လို့ပူပြင်းပြီးညဘက်မှာအလွန်မင်းအေးခဲသွားမယ်ရာသီဥတုတအားပြင်းထန်တဲ့ကဘာကြီးအဖြစ်ကိုပြောင်းလဲသွားမှာပါဒုတိယချက်အနေနဲ့ကတော့ကဘာပေါ်ကမိုးလေဝသတန်တရားတစ်ခုလုံးပြတ်သုံးသွားပါလိမ့်မယ်ပင်လယ်ရေစီကနေအငွေ့ပြန်ပြီးတိမ်နေဖြစ်ပေါ်တာမိုးရွာသွန်းတာတွေမရှိတော့တဲ့အတွက်ငကူတွေကရှိနေပြီးသားဖြစ်တဲ့မြစ်ချောင်းတွေကန်တွေနဲ့တောက်ရည်အရင်းမြစ်တွေအားလုံးဟာရက်ပိုင်းအတွင်းမှာခန်းချောက်သွားမှာပါကဘာမြေမျက်နှာပြင်တစ်ခုလုံးဟာဒဲကန်တွေအကျယ်ကြီးအဖြစ်ပြောင်းလဲသွားပြီးစိုက်ပျိုးရေးနဲ့အပင်တွေအကုန်လုံးတည်ဆုံကုန်ပါလိမ့်မယ်ပင်လယ်ရေတွေမရှိတော့လို့မိုးမရွာတဲ့အခါကျရင်ကဘာကြီးရဲ့ဟိုးအောက်ထဲမှာရှိနေတဲ့ရေတွေတောင်မှခန်းချောက်သွားမှာဖြစ်ပါတယ်ပူလဲပူမဲ့အပြင်တောက်စရာရေပါမရှိတော့မဲ့အဖြစ်ပါကြောက်စရာအကောင်းဆုံးအချက်ကတော့ကျွန်တော်တို့အားလုံးရှူရှိုက်နေတဲ့အောက်ဆီဂျင်ဟာအခုရှူနေတဲ့ပမာဏထက်တဝက်လောက်ထိပျောက်ကွယ်သွားမဲ့အချက်ပါပဲလူအများစုကအောက်ဆီဂျင်ကိုတစ်ပင်တွေကပဲရတယ်လို့ထင်ထားကြပေမဲ့တကယ်တော့ကမ္ဘာအောက်ဆီဂျင်ရဲ့90ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းဝန်းကျင်ကိုပင်လယ်တွေကရေညှိနဲ့အပင်လေးတွေကထုတ်လုပ်ပေးနေတာပါပင်လယ်ရေတွေခန်းချောက်သွားတာနဲ့ဒီအပင်လေးတွေပါပျက်စီးသွားမှာဖြစ်လို့လေတွေထဲမှာကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်တွေပြည့်နှက်သွားပြီးဓာတ်ဝါတွေအသက်ရှူကျပ်ပြီးတော့တည်ဆုံကြရပါလိမ့်မယ်ပင်လယ်ကြီးတွေခန်းချောက်သွားတာရဲ့အကျိုးဆက်ကဒါနဲ့တွေမကုန်သေးပါဘူးပင်လယ်ရေတွေပျောက်ကွယ်သွားရင်ကမ္ဘာမြေလွှာအချက်ကြီးတွေရဲ့ဖိအားများတမှုပြည့်ရင်းသွားပြီးကဘာနဲ့ငလျင်ကြီးတွေနဲ့မီးတောင်ပေါက်ကွဲမှုကြီးတွေမရမနာလည်းဖြစ်ပေါ်လာနိုင်ပါသေးတယ်။ကြီးမားလွန်းလာတဲ့ရေတွေရဲ့ဖိအားကိုခံထားရတဲ့ပင်လယ်ကျမ်းပြင်ကမြေလွှာတွေဟာပွင့်ကွဲထွက်လာပြီးကဘာအတွင်းပိုင်းကချော်ရည်ဘူးတွေမြေပြင်ပေါ်ကိုအလုံးရင်းနဲ့စီးထွက်လာပြီးတော့ကဘာကြီးတစ်ခုလုံးမီးလောင်တိုက်သွင်းပြစ်တယ်လို့ဖြစ်သွားပါလိမ့်မယ်။အားလုံးကိုခြုံငုံပြီးတော့ပြန်ပြောရမယ်ဆိုရင်ကဘာပေါ်မှာရှိတဲ့ပင်လယ်သမုဒ္ဒရာကြီးတွေခန်းသွားတာနဲ့တပြိုင်နက်တည်းပဲကျွန်တော်တို့ဟာအသက်ရှိငရဲကိုကြုံကြရမှာဖြစ်ပြီးပူပြင်းလွန်းလာတဲ့နေရောင်ခြည်ခန်းချောက်သွားတဲ့ရေချော်ရည်ဘူးတွေစီးဆင်းနေတဲ့ကဘာကြီးကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကဘာပေါ်မှာပင်လယ်သမုဒ္ဒရာကြီးတွေသာခန်းချောက်သွားခဲ့မယ်ဆိုရင်လူသားတွေအပါအဝင်ဘယ်သက်ရှိမှရှင်သန်လို့မရတဲ့ဂျိုးပြက်ကြီးတစ်လုံးဖြစ်သွားမယ်ဆိုတာပါပဲ။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။